ဒီဗီဒီယိုမှာကြတော့ထိုင်းစကားမှာပေါ့နော်ကော့ဆိုတဲ့စကားဆက်နဲ့တွေ့ဆိုတဲ့စကားဆက်ကိုဒီဗီဒီယိုမှာပြောပြသွားမှာပေါ့နော်ပထမဦးဆုံးကော့ကိုရင်ပြောမယ်နော်စားမကုန်လဲဘာမှမဖြစ်ဘူးနော်กินไม่หมดก็ไม่เป็นไรกินไม่หมดก็ไม่เป็นไรစားမကုန်လဲဘာမှမဖြစ်ဘူးပေါ့နော်အခုကြတော့ไม่อยากกินก็ไม่ต้องกินမစားချင်ရင်လဲမစားနဲ့ไม่อยากกินမစားချင်ဘူးก็လဲไม่ต้องกินမစားနဲ့ไม่อยากกินก็ไม่ต้องกินမစားချင်လဲမစားနဲ့เนาะไม่ได้ก็ไม่เอาไม่ได้မရဘူးก็လဲไม่เอาမယူမရရင်လဲမယူပြောချင်တာเนาะไม่ได้ก็ไม่เอาค่ะเนาะนั่งตรงนี้ก็ได้เนาะนั่งထိုင်တယ်ตรงนี้ဒီနေရာမှာလဲရတယ်เนาะได้เนาะนั่งตรงนี้ก็ได้ဒီမှာထိုင်လဲရတယ်အဲ့လိုပေါ့နော်အခုကြတော့อันนี้ก็สวยนะอันนี้ဒါเนาะก็လဲสวยนะလာတယ်เนาะဒါလဲလာတယ်เนาะอันนี้ก็สวยนะပြောချင်တာဟဲ့တယောက်ကပြောမယ်ဟိုကလာဒီဟာလာဟဲ့ဒါလဲလာတာပဲเนาะပြောဒါလဲလာတယ်เนาะอันนี้ก็สวยนะโอ้อันนี้ก็สวยนะဆိုပြီးတော့ပြောရတာပေါ့เนาะနောက်တစ်ခုကြတော့อยากได้ก็บอกนะอยากได้รู้ချင်တယ်ก็လဲบอกนะပြောเนาะอยากได้ก็บอกนะรู้ချင်တယ်ဆိုရင်လဲပြောဖို့ကွယ်เนาะรู้ချင်လဲပြောเนาะอยากได้ก็บอกนะคะနောက်တစ်ခုကြတော့นิสัยก็ไม่ดีเนาะนิสัยก็ไม่ดีအကျင့်လည်းမကောင်းပြောချင်တာကွာဟဲရုပ်ကလည်းဆိုเนาะขี้เหร่ก็ขี้เหร่เนาะนิสัยก็ไม่ดีเนาะရုပ်ကလည်းဆိုအကျင့်လည်းမကောင်းนิสัยก็ไม่ดีนะคะဟုတ်ကြတော့ขอก็ไม่ให้เนาะขอတောင်းတယ်ก็လဲไม่ให้မပေးဘူးขอก็ไม่ให้တောင်းလဲမပေးဘူးပေါ့เนาะနောက်တစ်ခုစကားဆက်ကြတော့ด้วยပေါ့เนาะด้วยနဲ့တွားမယ်เนาะပထမဦးဆုံးฉันจะไปด้วยငါလည်းအတူသွားမယ်ပြောချင်တာเนาะငါလည်းအတူသွားမယ်ကွာฉันจะไปด้วยฉันจะไปด้วยငါလည်းသွားမယ်ငါလည်းအတူသွားမှာပေါ့เนาะฉันจะไปด้วยနောက်တစ်ခုကြတော့เขาอยู่ด้วยกันเนาะเขาอยู่ด้วยกันဆိုတော့သူတို့အတူနေကြတာပေါ့เนาะเขาอยู่ด้วยกันเนาะမဟုတ်ရင်လည်းพวกเขาอยู่ด้วยกันเขาอยู่ด้วยกันสองคนเนี้ยนะเขาอยู่ด้วยกันนะဒီနှစ်ယောက်ကသူတို့အတူနေကြတယ်เขาอยู่ด้วยกันအတူနေကြတာပေါ့เนาะနောက်တစ်ခုကြတော့ဒါလဲပါလားอันนี้ด้วยไหมဥမာတစ်ခုမေးချင်တယ်ကွာဟဲ့ဒါလဲပါလားဟိုကပါဒါလဲပါเนาะအဲ့လိုမျိုးစကားမျိုးเนาะอันนี้ด้วยไหมอันนี้ด้วยไหมต้องเอาอันนี้ไปด้วยไหมอันนี้ด้วยไหมဒါလဲပါလားပေါ့เนาะနောက်တစ်ခုကြတော့เนาะเอาพาสปอร์ตมาด้วยนะเอาพาสปอร์ตมาด้วยนะพาสปอร์ตလဲယူလာအောင်เนาะพาสปอร์ตလဲယူလာပေါ့เนาะอย่าลืมเอาพาสปอร์ตมาด้วยนะအဲ့လိုပေါ့เนาะနောက်ခုကြတော့อยากเห็นหน้าเขาด้วยเนาะသူ့မျက်နှာလဲမြင်ချင်တယ်ပြောချင်တာကွာတတိလဲရတယ်ပေါ့เนาะတတိလဲရတယ်သူ့မျက်နှာလဲမြင်ချင်တယ်ฉันคิดถึงเขาอ่ะอยากเห็นหน้าเขาด้วยအဲ့လိုနေရာမှာတုံးတာပေါ့เนาะအခုကြတော့บอกเขาด้วยนะบอกเขาด้วยนะသူ့ကိုလည်းပြောလိုက်အောင်เนาะบอกเขาด้วยนะฝากบอกเขาด้วยนะသူ့ကိုလည်းပြောလိုက်အောင်เนาะအဲ့လိုနေရာမှာတုံးရတဲ့ခါ